လက်တလောကာလတွင်အထုရလန်တရာတိဆောက်ရဌာနကစစ်စရဲ့ဖွဲ့တဖွဲ့၍စီလုခဲနဟုတ်တဲ့နဲ့ဝန်ဝေရပွရွာမှာဝန်ဖာတန်ရွာအထိခင်းကျင်းထားသည်အရှိ9.5 ကီလိုမီတာရှိကြောက်စီလန်တစ်ကိုတော်ရောက်စစ်ဆေးခဲ့ရာစစ်ဆေးမှုအောင်မြင်ခဲ့ကြောင်းသိရပါတယ်စစ်ဆေးရဲ့ဖွဲ့ကစံချင်းစံညုံများနဲ့အညီကွင်းစစ်ဆေးခြင်းလက်အခြေအနေစစ်ဆေးခြင်းအချက်လက်များစစ်တမ်းကောက်ယူခြင်းဆရွက်စာတမ်းများတုံးသက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီးလမ်းချစ်လက်မှုလက်မျက်နှာပြင်ညာမှုနဲ့ဆက်ဆက်အသုံးဆောင်ပစ္စည်းများ၏အခြေအနေကိုအလေးထားစစ်ဆေးခဲ့ကြောင်းလိုအပ်ချက်များပေါ်ဆောက်လုပ်ရေးလုပ်ငန်းရှင်အားတမတ်ကာလတွင်ပြင်ဆင်ဆောင်ရွက်ရန်ညွှန်ကြားခဲ့ပြီးလမ်းတည်ဆောက်မှုအရေးတွေကိုအာမခံချက်ရှိစေခဲ့ပါတယ်အဆိုပါလမ်းသည်ကြီးရွာနေရောကိုဆက်သွယ်ထားသည့်အဓိကလမ်းကြောင်းဖြစ်ကြောင်းလမ်းခင်းခြင်းရအတွက်ကြီးရွာပြည်သူများကရန်ပုံငွေများစုဆောင်းကကိုထုကိုထအားထုတ်ဆောင်ရွက်ခဲ့ပြီးဒီရဆူရကလည်းရန်ပုံငွေလိုအပ်ချက်အတွက်အကူအညီပေးအပ်ခဲ့ကြောင်းလမ်းကိုတရားဝင်အသုံးပြုခွင့်ရရှိပြီးနောက်ပြည်သူများ၏ဒေါ်လာရင်းနှင့်တယူပို့ဆောင်ရေးအခက်အခဲများကိုတယောက်စွာဖြေရှင်းပေးနိုင်ခဲ့သည့်တစ်ချိန်တည်းတွင်ကြီးရွာများ၏ကိုထုကိုထစနစ်ဖြင့်ဒီရဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်စနမူနာကောင်းတရက်ဖြစ်စေခဲ့ကာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက်ခိုင်မာသောအထောက်ပံ့ကိုပံ့ပိုးပေးနိုင်ခဲ့ကြောင်းတင်ဆက်လိုက်ပါရရှင်